သူများသားမယားပြင်မာဘူးတဲ့လူသူများသားမယားပြင်မာဘူးတဲ့လူယောက်ျားကတည်းသူများမိန်းမပြင်မာခဲ့ပြီသူများသားပြိုသမီးကိုပြင်မာခဲ့ပြီဆိုရင်ဒီဘဝစွတ်တိမ်မနေသေးတာနဲ့ငရဲရောက်မယ်ငရဲကလွတ်တာနဲ့ဖြစ်ရဘဝမှာအထီးဘဝရဖို့ခဲရင်သွားပြီအမှားပဲဖြစ်တော့အမှားဖြစ်ပြန်တော့ကောသူတို့ဘာလေးစားတန်ဖိုးထားခြင်းမခံရရှင်းလားသဘောပေါက်သလားဒါဖြစ်ရင်တို့တကားတော်မတွေအားလုံးကိုယ်ကာယကံဝစီကံမနောကံကိုအထူးသဖြင့်စောင့်ထိန်ကြဖို့လိုအပ်မလို့မှုသားပြောတဲ့လူလည်းဒီတိုင်းပဲနောက်ဆက်တွဲအကျိုးဆက်ကံတွေကတာပြီးဆိုးတယ်လို့မှတ်ပါရှင်းသလားဒီနေ့ထိအားလုံးသက်သေပြလို့ရပါတယ်အခုခေတ်မှာတော့မင်းတို့ခရင်းကကြာညိုနန့်တင်းတဲ့လူနောက်ကြာညိုနန့်ဆိုတာကြာညိုဘန်းနန့်လေးမွေးနေတဲ့လူမရှိဘူးကြာပြီမင်းတို့ပါဇက်ထဲကဘာနန့်ထွက်တယ်အာဘုံနန့်ထွက်တယ်အဲ့ဒါအားလုံးမှာမှုသာဝါဒကံရှိခဲ့ဘူးတယ်ဆိုတဲ့အဖြစ်ပဲရှင်းလားအတိတ်ကမှုသားကင်းခဲ့တဲ့ပုဂ္ဂိုလ်ကပါဇက်သူကကြာညိုနန့်လေးတင်းတယ်အခုတော့တရားနဲ့တရားပါဇက်ချင်းစုံပြောမိမှဆိုလို့ကာထားတယ်ဘာလို့ဆိုကိုအာဘုံဆိုသူများနန့်သွားမှဆိုသဘောပါလားကြည်ရောကြည်တတ်သလားဒါဖြင့်ကောင်းတာလို့ရင်မကောင်းတာလို့ရင်